ညနာကိုသိန်းပေါင်း900အကုန်ကြခံပြုပြင်ထားပြီးမယ်မိဘူးစောက်ထိုးနဲ့တူရဲလို့အပြောခံနေရတဲ့နေဆန်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဆယ်လီနေဆန်ကဆိုရှယ်မီဒီယာမှာနာမည်ကြီးလာတော့ကမျက်နှာပုံစံနဲ့မတူတော့ပဲလုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်ပြီးမိန်းကလေးတယောက်လိုချောမောလှပသွားပါပြီငွေကြေးချမ်းသာကြွယ်ဝသူဖြစ်တာကြောင့်နေဆန်ကသူ့ရဲ့မျက်နှာနဲ့နှာခေါင်းကိုမိန်းကလေးတယောက်လိုပြုပြင်လိုက်ပါတယ်တာမန်ပြုပြင်ရုံတင်မဟုတ်ပဲထိုင်းအထိသွားပြီးနှာခေါင်းကိုသိန်းရချီအကုန်ကြခံကသွားရောက်ခွဲစိတ်ခဲ့တာဖြစ်ပြီးစုစုပေါင်းသိန်းပေါင်း900ကျော်ကုန်ကျသွားခဲ့ပါပြီနေဆန်ကတဘာဝကပေးထားတဲ့မျက်နှာကိုသဘောမကျပဲကိုမလာဘူးလို့ထင်နေခဲ့ပါတယ်အဲဒါကြောင့်နှာခေါင်းကိုပြုပြင်တာ3ချိန်မှကတော့ပဲဆီလီကွန်ထည့်ထားခဲ့တာပါ6နှစ်ကြာပြီးတဲ့အချိန်မှာဆီလီကွန်တွေကဆောင်းလာပြီးဓာတ်ပုံရရင်လည်းမလာတော့တာကြောင့်ထိုင်းအထိသွားရောက်ပြုပြင်ခဲ့ပါတယ်နှာခေါင်းကိုထိုင်းအထိသွားရောက်ပြုပြင်ထားပြီးမဲ့လေရေကိုကန်နာမှာချော်လဲသွားခဲ့တာကြောင့်နေဆန်ကထပ်မံပြုပြင်ထားရပါသေးတယ်ဒါရင်မကသေးပဲနေဆန်ကမြန်မာနိုင်ငံကနာမည်ကြီးအလှပဆရာဝန်ဒေါက်တာအေးထံမှလည်းမျက်နှာကိုပြုပြင်ထားပါသေးတယ်ဒေါက်တာအေးကနာမည်ကြီးအလှပဆရာဝန်ဖြစ်တဲ့အပြင်နာမည်ကျော်ရီလည်းသူ့ထံမှပြုပြင်ကြတာပါနေဆန်ကဒေါက်တာအေးထံမှလည်းမျက်နှာအတွက်ကူထုံးတွေကိုခံယူခဲ့ပါတယ်ဒေါက်တာအေးကနေဆန်ကိုအကောင်းဆုံးပြုပြင်ပေးပြီးတဲ့နောက်မှာဂျင်းနဲ့လောက်တဲ့ရလက်ကိုရရှိသွားပြီဖြစ်ပြီးနေဆန်ကကိုမိန်းကလေးအစစ်တယောက်လိုခံစားလာရပါတယ်ညနာကိုမကြာခဏပြုပြင်ထားတဲ့နေဆန်ကလှပသွားပြီလို့ထင်ပေမဲ့အချို့တွေကတော့သူ့ကိုမိဘူးစောက်ထုံးနဲ့တူရဲဆိုပြီးပြောနေကြပါတယ်ဒါပေမဲ့နေဆန်ကတော့စိတ်မဆိုးပဲသူ့ရဲ့မျက်နှာရလက်ကိုကျေနပ်နေခဲ့ပါတယ်နေဆန်ကငွေကိုစိတ်ကြိုက်သုံးနိုင်သူဖြစ်လို့မျက်နှာကိုမကြာခဏပြုပြင်လေးရှိတဲ့အပြင်သိန်းပေါင်း900ကျော်ကုန်သွားလဲမနှမျောခဲ့ပါဘူးအခုဆိုရင်နေဆန်ကရုပ်ရှင်တွေမှာလည်းတရုပ်ဆောင်နေရပြီဖြစ်တာကြောင့်လာနေဖို့လည်းလိုအပ်ပါတယ်ကင်မရာမှာပဲရှူတောင်းကနေပဲကြည့်လာနေအောင်လို့နေဆန်ကသိန်းပေါင်း900ကိုအကုန်ကြခံလိုက်တာပါအခြားသူတွေအတွက်တော့သိန်းပေါင်း900ဆိုတာညပြတဲ့ပမာဏဖြစ်ပေမဲ့လည်းနေဆန်အတွက်တော့နှမျောစရာငွေမဟုတ်ပဲအလောက်အတွက်ယင်းနှမြုပ်နှံမှုတစ်ခုဖြစ်နေပါတယ်တခြားသူတွေအတွက်တော့သိန်းပေါင်း900ကျော်ကိုညနာပြုပြင်ဖို့အတွက်သုံးတာကိုနှမျောနေကြပြီးမဲ့နေဆန်ကတော့ဝင်ငွေကောင်းတဲ့ဆေးလေးဖြစ်နေလို့ဒီငွေတွေကိုမနှမျောခဲ့ပါဘူးနေဆန်ကသိန်း900အကုန်ကြခံထားပြီးမဲ့လည်းအရင်ကပုံစံလေးကတော့ပိုပြီးလှပနေတယ်လို့ထင်နေကြပါတယ်သိန်း900အကုန်ကြခံပြီးနှာခေါင်းနဲ့မျက်နှာကိုပြုပြင်ထားတဲ့နေဆန်ကနှစ်ဖူးကိုလည်းထပ်ပြင်သွားအောင်ပါနေဆန်အတွက်ငွေကအဓိကမဟုတ်ပဲလှပဖို့အတွက်ပဲအဓိကဖြစ်ပြီးသိန်းဘလောက်ကုန်းဆက်လက်ပြုပြင်မှုအတွက်ဆုံးဖြတ်ထားပါတယ် LGBT တယောက်ဖြစ်တဲ့နေဆန်ကခန္ဓာကိုယ်ကိုတော့မပြုပြင်မိမယ်မျက်နှာမှာတော့သိန်းထောင်ချီကုန်းလဲဆက်ပြင်သွားအောင်ပါတဘာဝအလားကတော့ကြာရှည်ခံမိမယ်နေဆန်ကတော့အမေပေးထားတဲ့အလားထက်ပြုပြင်ထားတဲ့အလားကိုပဲမန်မောနေသူပါသိန်းပေါင်း900ကျော်အကုန်ကြခံပြီးပြုပြင်ထားတဲ့နေဆန်ကပိုပြီးလှပသွားလားဆိုတာကွန်မန့်မှာအမြင်လေးတွေကိုပြောပြခဲ့ကြပါအောင်ရှင်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်